Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel ရဲ့နေပြီးတော့ပြန်လည်ကြိုဆိုပါရစေ Manchester United နဲ့ Brighton တို့ရဲ့ FA Cup ပွဲစဉ်ပွဲပြီးသုံးသက်ချက်လေးပြောသွားမှာပဲဖြစ်ပါတယ်ခင်ဗျ FA Cup ပွဲစဉ်မှာတော့ Manchester United နဲ့ Brighton အသင်းတို့ဟာတင်ဆိုင်မှုပြင်းထန်တဲ့ကစားပွဲတစ်ပွဲကိုကျွန်တော်တို့မြင်တွေ့ခဲ့ရပါတယ်ပွဲအစားပိုင်းမှာ United အသင်းကဘောလုံးပိုင်ဆိုင်မှုကိုအတော်လေးထိန်းချုပ်ထားနိုင်ပေမဲ့တိုက်စစ်ပိုင်းမှာအခွင့်အရေးတွေကိုအသုံးမချနိုင်ခဲ့တာကအဓိကပြဿနာအဖြစ်ထပ်မံပေါ်ထွက်လာခဲ့ပါတယ်Brighton အသင်းကတော့သူတို့ရဲ့ပုံမှန်အတိုင်းဘောလုံးကိုမြေပြင်မှာလှုပ်ရှားကစားပြီးကောင်တာအသက်တွေကနေမန်ယူခံစစ်ကိုဖိအားပေးနိုင်ခဲ့ပါတယ်။အထူးသဖြင့် United ရဲ့နောက်တန်းနေရာချထားမှုအမားတွေကိုကောင်းကောင်းအသုံးချနိုင်ခဲ့တာကိုလည်းကျွန်တော်တို့တွေ့မြင်ခဲ့ရတယ်။မန်ယူဘက်ကစ조사အားထုတ်မှုတွေမြင်ရပေမဲ့ခံစစ်ပိုင်းမှာတော့အာရုံစူးစိုက်မှုညော့နေတာတွေအချိန်မီမဟန်တားနိုင်ခြင်းတွေကြောင့်ပွဲကိုအပြည့်အဝထိန်းချုပ်နိုင်ခြင်းမရှိခဲ့ပါဘူး။ဒီပွဲကနေမြင်ရတာက United အနေနဲ့ FA Cup လို့ကဲမှာအမှားသေးသေးလေးတစ်ခုတောင်အလွန်အန္တရာယ်ရှိနိုင်တယ်ဆိုတာပါပဲတိုက်စစ်ပိုင်းမှာတော့ဆုံးဖြတ်ချက်တွေမြန်မြန်ချနိုင်ဖို့လိုပါတယ်ခံစစ်ပိုင်းမှာလည်းအချင်းချင်းနားလည်မှုပိုကောင်းဖို့လည်းလိုအပ်နေပါသေးတယ် Brighton အသင်းအတွက်ကတော့ဒီပွဲဟာသူတို့ရဲ့စနစ်ကျတဲ့ကစားပုံနဲ့အသင်းလိုက်လှုပ်ရှားမှုတွေဘယ်လောက်တန်ဖိုးရှိလဲဆိုတာကိုထပ်မံသက်သေပြခဲ့တဲ့နိုင်ပွဲတစ်ပွဲလည်းဖြစ်ခဲ့ပါတယ်အဆုံးသတ်အနေနဲ့ဒီ FA Cup ပွဲစဉ်ဟာ United အတွက်ငန်းစာတွေအများကြီးရခဲ့တဲ့ပွဲတစ်ပွဲဖြစ်ပြီးနောက်လာမယ့်ပွဲတွေမှာဘယ်လိုပြင်ဆင်မလဲဆိုတဲ့အချက်တွေကိုရှင်းရှင်းလင်းလင်းမြင်တွေ့နိုင်ခဲ့တဲ့ပွဲလိုပဲသုံးသပ်ရှင်ပါတယ်ခင်ဗျာပရိသတ်အနေနဲ့ရောဒီပွဲအပေါ်ဘယ်လိုမြင်ကြလဲ comment မှာဝင်ရောက်ဆွေးနွေးပေးတော့ကြပါအောင်ခင်ဗျနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါစို့